ဆုံးဖြတ်ချက်ချချိန်တမပြီအယက်ဒေတာအားလုံးမြန်မာနိုင်ငံဝင်းကျင်အလဲပိုင်းမှာရှိတဲ့ကလေးလူငယ်တွေဆိုလည်းပဲစိတ်ဆင်းရဲနေရတာပဲမိဘတွေမှာပို့ပြီးတော့မှစိတ်ဆင်းရဲနေဇတ်ဒေတာတွေမှာလည်းဒီတိုင်းမှာပဲအေးချမ်းမနေရပါဘူးတိုက်ပွဲဖြစ်မဖြစ်သူတို့ထင်တယ်လို့ဘုံကျဲနေကြတာတော့လက်တွေပါဘုံကြီးတစ်ပါးအနေနဲ့အဲ့လိုပြောရတာမကောင်းပေမဲ့ပြောရမှာပဲဘာပြောလို့လဲဆိုတော့ကမကောင်းမြစ်တာကောင်းရာညွန်လက်ဆိုတဲ့အတိုင်းပြောရမှာမပြောရင်ဒါတဲ့ပို့ဆိုးမယ်သူတစ်ပါးအကျိုးကိုတည်ဖို့ထမ်းဆောင်ဖို့အများပြည်သူရဲ့ပစ္စည်းလေးပါးကိုအလူခံတဲ့ယဟန်တန်ခါပုဂ္ဂိုလ်တွေကကောင်းရာမွန်ရာစကားလမ်းညွှန်မပြဘူးဆိုရင်သူရုပ်မှနဲ့ကြံရပါဖြစ်နေမှာပေါ့အဲ့တော့ဖြစ်မခံနိုင်ဘူးအဲ့ဒီတော့ကပြောရမှာပဲတိုင်းပြည်အုပ်ချုပ်မင်းလောက်တဲ့ပုဂ္ဂိုလ်တွေရဲ့ဒီအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေခိုင်းသမျှလုံနေတဲ့လေရင်မှုတွေရဲ့တတိထားပါမိသားစုနဲ့မိအဝင်းကျင်အတိုင်းဝိုင်းကြီးပွားချမ်းသာဖို့စိတ်ချမ်းသာဖို့လောက်ထည့်တွက်ပြီးတတိုင်းပြည်လုံးလက်နက်ကင်မဟုတ်တဲ့ပြည်သူအများထိကြိုက်သေးချေပျက်စီးနေတာတွေကိုရတန်းကရပ်ပါရတန်းကရပ်ပေးပါ